ကိုမှရှိရဲ့ item တွေကို diamond နဲ့ရောင်းလို့ရမယ် auction house system ဂိမ်းလေးကိုရောက်လာပါပြီ။ short တွေက auction ဆိုတဲ့နေရာကိုသွားလိုက်ရင် diamond နဲ့ရောင်းနေကြတဲ့လေလံပစ္စည်းတွေကိုတွေ့ရပါမယ်။ dragon shot တစ်ခုကို diamond 8000ကျော် Esmeralda ရဲ့ elite skin ကို diamond 1000ကျော်နဲ့ရောင်းနေကြတဲ့ဒေါသအုပ်စုအမြင်ပြီးတော့တွေးတက်နေပါပြီ။ကိုဝယ်ခြင်းတဲ့ item ရဲ့ဈေးချင်းနှောင်းပုံလေးကိုနှိပ်ပြီးတော့ secondary password ရိုက်ထည့်လိုက်ပါ။ဒီမှာဆိုရင် bid price နဲ့ buy down price ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ buy down price ပေးပြီးဝယ်ရင် item တစ်ခါတည်းတန်းရပါမယ်။ဝယ်ပြီးရနဲ့မေးပေါက်ထဲမှာကိုဝယ်လိုက်တဲ့ item လေးရောက်လာပါမယ်။ bid price ဆိုတာကလေလံကျွဲရပါကိုမြင်နေရတဲ့ဈေးကအခုလက်ရှိအမြင့်ဆုံးလေလံဈေးပါကိုကအထက်မြင့်တဲ့ဈေးပေးပြီးတော့လေလံဝင်ဆွဲလို့ရပါတယ်တကယ်လို့တယောက်ယောက်ကကိုထက်ဈေးပို့ပေးပြီးတော့လေလံဆွဲသွားလို့ရှိရင်ကိုစီကိုနိုတီတက်လာပါမယ်အဲ့ဒီခါကျမှကိုကဈေးပို့ပေးပြီးတော့လေလံထက်ဆွဲလို့ရပါတယ်လေလံအောင်သွားရဆိုရင်တော့မေးသေးကို item ရောက်လာပါမယ်ကိုကရောင်းချင်တယ်ဆိုရင်တော့ဘယ် item နေကိုရောင်းချင်တာရောင်းလို့မရပါဘူးပန်ပန်ကက်ကရထားတဲ့ tradable item တွေကိုပဲရောင်းလို့ရပါတယ်tradable item ဟုတ်မဟုတ်ကိုအပေါ်တောင်းမှာတူပုံစံလေးပေါ်နေရလေးကိုကြည့်ပြီးတော့ခွဲလို့ရပါတယ်တူပုံစံလေးပေါ်နေရင်တော့ရောင်းလို့ရပါတယ်တကယ်လို့တတ်မှတ်ချိန်တွင်ကို item ရောင်းထွက်သွားရင်မေးပေါက်ထဲကို diamond ရောက်လာပါမယ်ရောင်းမထွက်ဘူးဆိုရင်တော့အဲ့ဒီ item မေးပေါက်ကနေကိုစီကိုပြန်ရောက်လာပါမယ်ဈေးတွေကတော့မြင်တဲ့အတိုင်းမိုးထိုးနေရပဲဗျာလူကြိုက်များတဲ့ direct crime emote တွေကတော့ဈေးတွေဘယ်လောက်တောင်ခေါ်ကြမလဲဆိုတာမြင်အောင်နေပါပြီဆိုတော့ကိုလူတို့ကရောဝယ်မလားရောင်းမလား comment မှာဆွေးနွေးသွားကြပါဦးပြီးတော့နောက်လာထဲကိုလည်း giveaway ပေးဖို့ရှိအောင်မို့လို့ follow လုပ်ခဲ့ဖို့မမေ့ကြနဲ့နော်